Hello ဒီနေ့ကတော့အမတို့ကမန်းရောက်နေတော့လမ်းကြုံလေးပေါ့နော် Wallet Stew Buffet လေးကိုတွားဆက်ကြည့်မှာဖြစ်ပါတယ်အဲ့ဆိုင်မှာဘာတွေရတယ်အရသာလေးရောကောင်းလားမကောင်းလားဆိုတာအမှန်တမ်း review လေးပေးမှာမို့လို့အဲ့ကြည့်ပြလို့နော် ကဲဝတ်သားပေါင်းလို့ wallet stew လို့ဆိုလို့ရှိရင်လေမြင်လို့ရှိရင်ဘလို့မှမနေနိုင်တဲ့ကျွန်တော်ပေါ့နော်အရန်စားကျင်တာပေါ့နော်အခုဒီဆိုင်မှာ89ဘတ်နဲ့ဘူဖေးစားလို့ရတယ်ဆိုလို့ကျွန်တော်ဒီဥစ္စာကိုဘယ်နှပွဲတောင်စားနိုင်မလဲဆိုတာကြည့်ကြပေးပါဦးကျွန်တော်ဒီနေ့လေ3နာရီအထိပေါ့နော်ဘာမှမစားရသေးဘူးဘာရန်စားရဒီကိုရောက်မှစားမယ်ဆိုပြီးလုပ်ထားတာပေါ့နော်ဘယ်နှပွဲစားနိုင်မလဲဆိုတာကြည့်ပေးပါဦးကဲအခုဆိုရင်တော့စပြီးစားရမှာပေါ့နော်အခုရောက်တဲ့ချိန်ကဒီနေ့လယ်ပိုင်း3နိုင်ကျော်ဆိုတော့နည်းနည်းလေးတော့ဆိုင်မှာတော့လူရှင်းတာပေါ့နော်သူကညနေ9နာရီခွက်တိပဲဆိုင်ရဖွင့်တာပေါ့နော်ဆိုင်မှာအချင်းလေးလည်းပေးတာပေါ့နော်ဒါလေးကအချင်းကိုနည်းနည်းချိုတဲ့သွားတဲ့ဖက်ဒီမှာဒီအချင်းလေးတွေလည်းပေးတာပေါ့နော် Wallet Stew ခမင်းပေါ့နော်သူ့မှာဒီလိုမျိုးဦးတွေလည်းပါပါတယ်ညာကောင်းလားဒါလေးကတော့ EB ဆိုပြီးထည့်လာတာပေါ့နော်သူဂျမ်ဆိုင်လေးပေါ့နော်ဒီဂျမ်ဆိုင်လေးနဲ့ဒီဝတ်သားလေးနဲ့ကိုစားကြည့်ပါမယ်တော်လေးကိုကောင်းတယ်ပေါ့နော်သူ့ရဲ့ဒီဝတ်သားနူးညံ့နေတဲ့ဟာနဲ့ဒီဘက်ခြမ်းပေးကဂျမ်ဆိုင်နဲ့ဆိုင်တော့လေအရင် EB လေးဖြစ်သွားတာပေါ့နော်တော်တော်လေးစားကောင်းတယ်ပါပါတယ်မကြည့်ပါဦးဗျာအနံလေးကမှုေးနေတာဒါလေးကတော့ဝက်အူပေါ့နော်ဝက်အူလေးကြိုက်တယ်ဗျကိုရနေရပဲဒီသီးသိန်းလေးစားမှနည်းနည်းရှူးရှူးရှဲဖြစ်သွားမှာနော်အဆက်လေးပါမှလည်းကြိုက်တာကျွန်တော်ကအဆက်လေးပေါ့စကကြီးစကညင်နဲ့ကြွေးကြော်လာတာတပွဲပဲကုန်တယ်ဗျာတော်တော်လေးတန်တာဗျာတိလားသူကလေတပွဲမှာအဲ့အသားတွေအပြည့်ထည့်ပေးတော့ဗျာဘယ်လိုပြောရမလဲဟိုအဲ့ဒီအသားတွေကိုပေါအောင်ပဲကျွန်တော်မှမနှဲစားနေရတယ်တိလားဒီဆိုင်ကလေဝက်သားကြိုက်တဲ့သူတော့လုံးဝရှယ်ပဲသူကလေဈေးတန်တဲ့အပြင်မှာရတာလည်းကောင်းတယ်ဗျာသူ့မှာအပြစ်ပြောစရာသိမရှိဘူးတော်တော်လေးအဆင်ပြေတယ်ဗျာဒီမှာလေဝက်သားအရန်ကြိုက်တဲ့သူတွေကကြတော့ဒီအဝါစားကိုစားပေါ့နော်89ဘတ်သူကအများကြီးစားရမှာဗျာတော်တော်လေးတန်တယ်ဒါပေမဲ့အများကြီးမစားနိုင်ဘူးဆိုလို့ရှိရင်တပွဲတည်းကိုစားတစ်ခါပြင်မှ50-55ဘတ်လောက်ပဲပေးရတာဗျာသူကတစ်ခါပြင်နေတယ်တော်တော်ဘိုက်ကောင်းအောင်စားလို့ရတယ်ဗျာအဲ့တော့ဒီဆိုင်ကိုလာမစားဘူးသေးလို့ရှိရင်လာစားကြည့်ပါလို့အရန်တန်ပြီးအရန်ရတာကောင်းပါတယ်